အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမင်းများရဲ့မိကုံးလေးဖြစ်တဲ့ဒီ reshape ရအောင်ဘယ်လိုလုပ်ရမလဲလို့လာမေးကြတာပေါ့နော် comment တွေဒီ chat box တွေပါပေါ့နော်အဓိကဒီ reshape ရဖို့အတွက်ကကျွန်တော်တို့က genetic ကောင်းတယ်ဆိုရင်အစီရာခိုင်နှုန်းနည်းရင်ပေါ်ပါတယ်နော်လုပ်လို့ရမယ့်လေ့ကျင့်ခန်းတွေလည်းရှိတယ်ဒါပေမဲ့အဓိကကျွန်တော်အစီရာခိုင်နှုန်းနည်းဖို့လိုတယ်အစီရာခိုင်နှုန်းနည်းဖို့လိုတယ်အဲ့ဒါကျွန်တော် diet လုပ်ရမယ်နော်အရင်ဝါရလို့ calorie deficit လုပ်မယ် diet လုပ်မယ်အဲ့အစီရာခိုင်နှုန်းနည်းမှာပဲဒီ line တို့ reshape တို့ပေါ်ပါဒါကိုကြီးအောင်လုပ်လို့လည်းရပါနော်ကျွန်တော်တို့ကဆော့ထားတာပေါ့နော်တခြားဆော့ထားတာအဲ့တော့ကျွန်တော်ဒီလုပ်လို့ရမယ့်လေ့ကျင့်ခန်းလေးတွေကိုပြပေးမယ်။ငန်းတွေကို live ဆော့တိုင်းလည်းဒီ V line ပေါ်မှာပေါ်မှာเนาะအဓိကအစီအရာခိုင်နှုန်းလဲဖို့လိုတာအဓိက fat percentage ကြားဖို့လိုတာ။ကျွန်တော် V line တဲ့အိမ်မှာ like ကစားလို့ရမယ့်လေ့ကျင့်ခန်း9မျိုးကိုကျွန်တော်တင်ပြသွားပါမယ်။ Faça isso se quer ter um six pack. Faça isso se quer ter um six pack. Hey, what up, it's your boy Broly King. Six pack. I'm sick. Faça isso se quer ter um six pack. Faça isso se quer ter um six pack. Faça isso se quer ter um six pack. Six pack. Six pack.